Hello everyone, Bright English Academy from our video class လေးကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့ဒီချက်က first continuous tense တွေအကြောင်းကိုရှင်းပြပေးမှာဖြစ်တယ်ပေါ့နော်။ share အနေနဲ့အရင်ဆုံးtense တွေကိုလေ့လာတဲ့အခါမှာပေါ့နော်အခုက first tense တွေကိုရောက်ပြီပေါ့နော်။first continuous ဆိုတာကဘာလဲ။အပြင်ဘယ်လိုနေရာမှာသုံးလဲအဲ့ဒါကိုကျွန်တော် example sentence တွေနဲ့အတူတူလေ့လာကြည့်ကြမယ်ပေါ့နော်။ကဲဒါဆိုလို့ရှိရင်စလိုက်ကြရအောင်။ first continuous ဆိုတာက subject plus was were plus verb ing ပေါ့ကျွန်တော်အရှိမတော့က present continuous မှာဆိုရင်ကျတော့ subject plus amiza plus verb ing လေဟုတ်တယ်နော်အဲ့တော့ဒီမှာဆိုရင် I he she it ဆိုရင် was နဲ့တွဲမယ် you we they ဆိုရင်တော့ were နဲ့တွဲမယ်ရနော်ကဲအဲ့တော့ဘလို့အခြေအနေမှာသုံးလဲပေါ့ဘလို့အခြေအနေမှာသုံးလဲဆိုရင် continuous action at a certain time in the past အတိတ်ကာလအချိန်တစ်ခုမှာဖြစ်ပေါ်နေခဲ့တဲ့အရာတွေလုပ်နေခဲ့တဲ့အရာတွေပြောချင်ချင်လို့ first continuous ကိုသုံးပါတယ် example အနေနဲ့ဆိုလို့ရှိရင်เนาะ I was talking to Helen yesterday မနေ့က Helen နဲ့စကားပြောနေခဲ့တယ်မနေ့ကပြောခဲ့တာမနေ့ကပြောနေခဲ့တာအဲ့လိုပြောနေခဲ့တာဖြစ်တာပြောတာဖြစ်တဲ့အတွက်ချင်လို့ first continuous ကိုသုံးထားတယ် was talking နောက်ခု it was raining this morning ဒီနေ့မနက်မှာမိုးရွာနေခဲ့တယ်ဒီနေ့မနက်မှာမိုးရွာနေခဲ့တာလေအဲ့တော့အဲ့ကာလမှာလုပ်ခဲ့တဲ့အကြောင်းအရာကိုဖြစ်ခဲ့တဲ့အကြောင်းအရာလုပ်ခဲ့တဲ့အကြောင်းကိုဖြစ်ခဲ့တဲ့အကြောင်းအရာပေါ့အဲ့ဒါကိုပြောရဖြစ်တဲ့ချေလို့ first continuous ကိုသုံးထားတယ် was raining ရမယ်နော် they were studying သူတို့စာချက်နေခဲ့တယ် she was cooking သူမချက်ပြုတ်နေခဲ့အဲ့ဒါကိုအတိတ်ကာလမှာဖြစ်ခဲ့တဲ့အကြောင်းအရာကိုပြောချင်တာဖြစ်တဲ့ချေလို့ first continuous ကိုသုံးထားတယ် were studying was cooking ရမလားကဲဒါဆိုလို့ရှိရင်နောက်တစ်ခုဆက်ကြည့်မယ်ပေါ့နောက်တစ်ခုကဘာလဲဆိုတော့ past continuous ကိုနောက်ထပ်တစ်မျိုးဘယ်လိုနေရာမှာသုံးသေးလဲဆိုလို့ရှိရင်ကျတော့အတိတ်ကပေါ့နော် interrupted action in the past interrupt action in the past ပေါ့နော်ဒီအတိတ်ကာလမှာခြားပြတ်နှောက်ယှက်ခံရတာခြားဖြတ်ခံရတာကိုကအကြောင်းအရာတစ်ခုကိုလုပ်နေအဲ့ဒါကိုနောက်ထပ်အကြောင်းအရာတစ်ခုကကိုလုပ်နေတဲ့အရာကိုဝင်ပြီးတော့ဟန့်လိုက်တာဟန့်လိုက်တယ်အဲ့လိုအနောက်ရှက်ဖြစ်လိုက်တယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ခြားဖြတ်ခံရတဲ့ action မှာကိုပထမလုပ်နေတဲ့အရာအဲ့ဒါကိုပြောချင်ကျွန်တော် past continuous ကိုသုံးတယ် example နဲ့တူတူကြည့်လိုက်မယ်အဲ့ဆိုပို့ပြမျက်လုံးနဲ့မြင်ပါမယ်ပေါ့နော်။ဒါဆိုရင် I was talking to Alina when you call me ငါ Alina နဲ့စကားပြောနေတဲ့အချိန်မှာမင်းဖုန်းဆက်ခဲ့တယ်။သူက Alina နဲ့စကားပြောနေတာအဲ့ချိန်မှာဖုန်းဆက်ခဲ့တယ်ပေါ့တဲ့ကဖုန်းဆက်ခဲ့ရဖြစ်တဲ့အတွက်နှောက်ယှက်ခံနေရပြီ။အဲ့တော့ဘာမှစကားပြောနေခဲ့တဲ့ဆို action က interrupted action ဖြစ်သွားတယ်။နှောက်ယှက်ခံရတဲ့ action ဖြစ်သွားတယ်။အဲ့တော့ Cheryl was talking first continuous ကိုသုံးထားတယ် was talking ရမလား။နောက်တစ်ခု the power went out while they were studying သူတို့စာလုပ်နေတဲ့အချိန်မှာမီးပြတ်သွားခဲ့တယ်။သူတို့စာလုပ်နေရတယ်။စာလုပ်နေအောင်မီးပြတ်တာကအနှောက်ယှက်ပေါ့။အနှောက်ယှက်လိုက်တယ်။နှောက်ယှက်လိုက်တော့စာလုပ်နေဆိုတာကနှောက်ယှက်ခံနေရတယ်။အဲဒါကြောင့် Cheryl past continuous ကိုသုံးထားတယ် were studying ဒါမှမဟုတ်လေ why ကိုအရှိမတင်မျိုးရေးလဲရတယ် why they were studying the power went out အဲ့လိုမျိုးရေးလဲရတယ်အတူတူပဲပေါ့နော်တခုရှိတာ why ကိုရှိထော်ရင်တော့ comma လေးခံပြရတယ်အဲ့ဆိုရမယ်နော်အဲ့တော့ past continuous ကိုဘယ်လိုညမှာသုံးလဲဆိုရင်အတိတ်ကာလတစ်ခုမှာအချိန်တစ်ခုမှာဖြစ်ခဲ့တဲ့အကြောင်းအရာကိုပြောခြင်းချေလို့ past continuous ကိုသုံးမယ်နောက်ပြီးလို့ရှိရင်နှောက်ယှက်ခံရတဲ့ action ကိုပြောတဲ့အခါမှာချေလို့ past continuous ကိုသုံးမယ် example ဆိုလို့ရှိရင်ဒီမှာဆိုရင် it was raining this morning the power went off while they were studying the power went out while they were studying ရမယ်နော်ဒါဆိုလို့ရှိရင်ကျွန်တော် press continuous ကိုလည်းတေချာလေးနားလည်တာမျိုးလို့မျှော်လင့်နေတယ်နော်ဒါကိုပို့ပြီးနားလည်ကြအောင်ထုတ်ဆက်ပါ example sentence တွေငါကြောက်တော့ရေးကြည့်စေချင်တယ်ရေးကြည့်မယ်ဆိုလို့ရှိရင်ငါကြတော့ဒီ tense တွေကဘယ်လိုပြောချင်တာလဲဘယ်လိုနေရာမှာတောင်းတာလဲဆိုတော့ကိုကပို့ပြီးရှင်းရှင်းလင်းနားလည်သွားမယ်နော်ကဲဒါဆိုလို့ရှိရင်เนาะဒီ tense တွေကိုမလျှော်အောင်တစ်ခုနဲ့တစ်ခုကိုတေးချာချာကိုကိုရပြသိအောင်တေးချာချာလေ့ကျင့်မှာဆိုတာစာကြောင်းတွေကိုတိစောက်ကြည့်ပါဘယ်လိုအခြေအနေမှာသုံးလဲဆိုတာကိုတွေးကြည့်ပါအဲဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီ tense တွေကိုနားလည်သိချာတယ်ပေါ့နော်ကဲဒါဆိုလို့ရှိရင်เนาะနောက်ထပ် video တွေမှာပြန်တွေ့ပါမယ်စာလေးကိုတိကျကြည့်ချပါ bye bye